ယူရီဟာလူချင်းအစီကိုလာရောက်ပြီးသူမရဲ့မောင်နဲ့အမဖြစ်သူတို့ကျူးလွန်ခဲ့တဲ့ရိုင်းပြမှုတွေအတွက်ဒူးထောက်တောင်းပန်နေပါတယ်လူချင်းကတော့အေးဆက်ဆက်ပဲမင်းရဲ့တောင်းပန်မှုကိုလက်ခံဖို့ဆိုရင်ငါ့မှာအခြေအနေတစ်ခုရှိတယ်မင်းနဲ့ဆိုးကဘာမှာပဲတစ်သက်လုံးနေရမယ်လို့ပြောလိုက်ပါတယ်သူမကကြောက်ကြောက်လန့်လန့်နဲ့သဘောတူလိုက်တဲ့အခါမှာတော့လူချင်းကရုတ်တရက်ရေမောလိုက်ပြီးနောက်တာပါမင်းတို့တောင်းပန်တာကိုငါလက်ခံလိုက်ပြီလို့ပြောကသူ့ရဲ့ခံမှန်းရခတ်တဲ့ပဟေဒီဆန်တဲ့ပုံစံကိုစတင်ပြသလိုက်ပါတယ်နောက်တစ်ခါမှာတော့အကြီးကဲဟဲကအလွန်ထူးခြားတဲ့ဓာတ်တလက်ကိုမြင်သွားပြီးဒီဓာတ်ကိုဘသူသုံးလုပ်တာလဲလို့မေးတဲ့အခါလူချင်းကအဲ့ဒီပညာရှင်ဟာနဆိုလောကရဲ့ထိတ်တန်းလက်နက်သုံးလုပ်ရေးပညာရှင်ကြီးဝန်တွန်ရှန်ဖြစ်ကြောင်းပြောပြပါတယ်အကြီးကဲဟဲကဝန်တွန်ရှန်စီမှာပညာသင်ခွင့်ရဖို့သူ့ရဲ့ပိုင်ဆိုင်မှုအားလုံးကိုစတေးဖို့အဆင်သင့်ဖြစ်နေချိန်မှာလူချင်းကတော့အေးငါသူ့ကိုချိန်ပေးမယ်သူကပညာမသင်ပေးဘူးဆိုရင်ငါကိုယ်တိုင်သူ့ကိုရိုက်နှက်ပြီးမင်းကိုတင်ခိုင်းမယ်လို့ပြောဆိုလိုက်ပါတယ်အဲ့နောက်လက်နက်ဖန်တီးဖို့အတွက်ရှားပါပစ္စည်းတွေလိုအပ်နေတာကြောင့်လူချင်းဟာသူ့ရဲ့ခဲမနဲ့သမီးလေးနှစ်ယောက်ဖြစ်တဲ့ဇီရွှမ်မြောင်မြောင်တို့ကိုခေါ်ပြီးအနေရများလာတဲ့ချမ်းရွီနဆိုးလိုင်ကူစီကိုတွားပါတယ်အဲ့ဒီလိုင်ကူရဲကမိတောက်တွေဟာတာမန်ကျင့်ကြံသူတွေအတွက်တော့အသက်အန္တရာယ်ရှိပေမဲ့လူချင်းကတော့ဘာကာကွယ်မှမပါပဲလိုင်ကူအတွင်းဆုံးအထိအေးဆေးပဲဝင်သွားပါတယ်အခြားအစင်မြင့်ကျင့်ကြံသူတွေကအသက်လူပြီးရုန်းကန်နေရချိန်မှာလူချင်းကတော့တာယာနေသလိုချမ်းရွီနှက်ကြောမြောက်များကိုသိမ့်ပိုက်လိုက်ပါတယ်လူချင်းလောင်ကူရဲရောက်နေုံအပြင်မှာကြံခဲ့တဲ့သမီးလေးတွေနားကိုအမိမတိမိန်းကလေးတစ်ယောက်ရောက်လာပြီးအဲ့ဒီမင်းမပြိုဟာလူချင်းရဲ့ခဲမယူရီစီမှာပါလာတဲ့မွေးရပါဝင်းကပါခနာပါရမီကိုမြင်ပြီးသူတပည့်အဖြစ်နေကိုတိုက်တွန်းပါတယ်ဒါပေမဲ့သူကနတ်လောကကပညာတွေကိုအကုန်ဖျက်ဆီးပြီးမှနတ်ဆိုးလောကပညာကိုသင်ရမယ်လို့ဆိုတဲ့အခါမှာတော့သမီးလေးတွေကသူတို့အဖေလူချင်းပြန်လာတာကိုပဲစောင့်ဖို့ပြောလိုက်ပါတယ်လူချင်းရဲ့အစွမ်းကိုမသိတဲ့မိန်းမပြိုကတော့ဇက်လိုက်ကိုအထင်သေးနေတာပေါ့လူချင်းပြန်ရောက်လာတဲ့အခါမှာတော့မိန်းမပြိုဟာလူချင်းရဲ့အစွမ်းကိုစမ်းသပ်ဖို့ကြိုးစားပါတယ်ဒါပေမဲ့လူချင်းကလက်ချောင်းတစ်ချက်လုံးယုံနဲ့တင်မိန်းမပြိုရဲ့အမြင့်ဆုံးတိုက်ခိုက်မှုတွေကိုခြေချက်လိုက်ယုံတင်မကပဲနတ်လောကရဲ့စွမ်းအင်တွေကိုနတ်ဆိုးလောကစွမ်းအင်တွေဖြစ်လွယ်လွယ်ကူကူပြောင်းလဲပေးနိုင်ကြောင်းသက်သေပြလိုက်ပါတယ်ဒါကိုမြင်တော့မိန်းမပြိုဟာလူချင်းရဲ့ခြေပွားအောက်မှာဝတ်တွားသွားပြီးသူတို့နဲ့လိုက်ပါခွင့်ပြုဖို့ခွင့်တောင်းလိုက်ပါတယ်မြို့ရဲရောက်တဲ့အခါလက်နက်ပညာရှင်ကြီးဝန်တွန်ရှန်ကလူချင်းတို့အဖွဲ့ကိုမာနာကြီးစွာနဲ့ကြိုဆိုပါတယ်သူကနတ်လောကလူတစ်ယောက်ကိုပညာသင်ပေးရမယ်ဆိုလို့စိတ်တူနေပေမဲ့လူချင်းကသူလောင်ကိုယ်ရဲ့ကနေယူလာခဲ့တဲ့တန်မိုးမဖြတ်နိုင်တဲ့ချမ်းရွီနှက်ကြောပုံလိုက်ကြီးကိုထုတ်ပြလိုက်တဲ့အခါမှာတော့ဝန်တွန်ရှန်ဟာမျက်လုံးပြူးသွားပါတယ်ဒီလောက်များပြားတဲ့ရှားပါပစ္စည်းတွေကိုတသက်နဲ့တကိုမမြင်ဘူးတာကြောင့်ဝန်တွန်ရှန်ဟာလူချင်းကိုနတ်ဖျားတစ်ပါးလိုယိုသေးကိုင်းဆိုင်သွားပြီးအကောင်းဆုံးလက်နက်တွေသုံးလုပ်ပေးဖို့ကတိပြုလိုက်ပါတယ်လက်နက်တွေသုံးလုပ်နေတဲ့အချိန်မှာပဲနတ်ဆိုးလောကရဲ့အခြားတစ်ဖက်မှာရှိတဲ့မှောင်မိုင်နန်းတော်ကအင်အားစုတွေဟာလူချင်းပြန်လည်ပေါ်ပေါက်လာတာကိုတတိထားမိသွားပါတယ်သူတို့ဟာလူချင်းရဲ့သမီးလေးနှစ်ယောက်ကိုပြန်ပေးဆွဲပြီးသူ့ရဲ့အာဏာကိုဖီဆန်ဖို့ရှို့ဝှက်စီစဉ်နေကြပါတယ်ဒါပေမဲ့သူတို့မသိတာကလူချင်းဟာသူတို့ထင်ထားတာထက်အဆက်ပေါင်းများစွာပုံမိုစွမ်းထက်နေပြီးအခုဆိုရင်ဝန်တွန်ရှန်သုံးလုပ်ပေးမဲ့အဆုံးမဲ့စွမ်းအားရှိတဲ့လက်နက်သစ်တွေပါရတော့မှာမို့လို့သူတို့ရဲ့အဆုံးသက်ဟာဘလောက်တောင်အကျအောက်เสียကောင်းမလဲဆိုတာတွေးကြည့်ပါလက်နက်ပညာရှင်ကြီးဝန်တွန်ရှန်ဟာလူချင်းပေးလိုက်တဲ့နတ်ကြောရတနာကိုကြည့်ကမင်သက်နေပြီးသူဟာသူ့ရဲ့တသက်တာပညာရက်တွေအကုန်သုံးကအကောင်းဆုံးလက်နက်တွေသုံးလုပ်ပေးဖို့ကတိပေးလိုက်ပါတယ်အဲ့နောက်လူချင်းကလည်းဒီရတနာနဲ့ထိုက်တန်တဲ့အကြီးဆုံးလက်ကျင့်ရေးကြောက်ခမ်းမတစ်ခုကိုတိဆောက်ဖို့သူ့တပည့်တွေကိုအမိန့်ပေးလိုက်ပါတယ်လူချင်းကသူ့ရဲ့ခဲမှာယူရီကိုလော်ရန်ဟုံစီမှာဝင်းကပါပညာရက်တွေတင်ယူဖို့တိုက်တွန်းပါတယ်ယူရီကသူမရဲ့နတ်လောကကျင့်စဉ်တွေနဲ့နတ်ဆိုးလောကစွမ်းအင်တွေဆန့်ကျင်နေမှာကိုစိုးရိမ်နေပေမဲ့လူချင်းကဘာမှမစိုးရိမ်နဲ့ငါကိုယ်တိုင်မင်းရဲ့စွမ်းအင်တွေကိုပြောင်းလဲပေးမယ်လို့ကတိပေးလိုက်တဲ့အတွက်ယူရီကဝမ်းသာအားရနဲ့တပိတ်ခံဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ယူရီကသူမရဲ့ဆုံးဖြတ်ချက်ကိုနတ်လောကမိသားစုဝင်တွေကိုအတိပေးဖို့ကြိုးစားတဲ့အခါမှာတော့ပြဿနာကဆက်ပါတယ်ယူရီကသူမရဲ့အမဖြစ်သူနဲ့မောင်ဖြစ်သူစီဆက်သွယ်ပြီးသူမမှာပါရမီထူးတွေရှိနေကြောင်းနဲ့စွမ်းအင်တွေပြောင်းလဲတော့မဲ့အကြောင်းပြောပြပါတယ်ဒါပေမဲ့သူမရဲ့အမနဲ့မောင်ကတော့လုံးဝမယုံကြည်ကြပါဘူးနတ်လောကစွမ်းအင်ကနတ်ဆိုးလောကစွမ်းအင်ဖြစ်ဘလို့လုပ်ပြောင်းလို့ရမှာလဲမင်းကိုလူချင်းကပြူစားပြီးလှည့်စားထားတာဆိုပြီးပြင်းပြင်းထန်ထန်ကန့်ကွက်ကြပါတယ်သူတို့ကယူရီကိုချက်ချင်းပြန်လာဖို့အကြက်ကင်ကြပါတယ်ယူရီဟာသူမရဲ့အမနဲ့မောင်ကိုအမှန်တရားသိစေချင်တာကြောင့်နတ်လောကကိုခဏပြန်ဖို့ဆုံးဖြတ်အပီလူချင်းကလည်းသွားပါမင်းကိစ္စတွေရှင်းပြီးရင်ငါဒီမှာစောင့်နေမယ်လို့ခွင့်ပြုလိုက်ပါတယ်ဒါပေမဲ့ယူရီအိမ်ပြန်ရောက်တဲ့အခါမှာတော့သူမရဲ့အမကနတ်လောကရဲ့အင်အားကြီးဆုံးဝင်းကပါဆရာကြီးနဲ့စိတ်ဝိညာဉ်ဆရာကြီးတွေကိုခေါ်ထားပြီးယူရီကိုစစ်ဆေးဖို့ပြင်ဆင်ထားပါတယ်သူတို့ကယူရီရဲ့စိတ်ဝိညာဉ်ထဲမှာလူချင်းကနတ်ဆိုးချိန်စာတိုက်ထားတယ်ဆိုပြီးမဟုတ်မမှန်ဆွဆွဲကသူမကိုအတင်းကျပ်ဖမ်းဆီးဖို့ကြိုးစားကြပါတယ်ယူရီဟာသူမပေါ်မယုံကြည်ပဲသူစိမ့်တွေရဲ့စကားကိုယုံနေတဲ့အမဖြစ်သူကိုစိတ်ပြတ်သွားပါတယ်သူမကကျမကိုမယုံရင်တေးတာပဲကောင်းတယ်ဆိုပြီးတက်တေဖို့ရောင်ပြကသူမဟာလူချင်းကြိုတင်စီစဉ်ပေးထားတဲ့တီနေယာရှိပြောင်းခြင်းဝင်းကဘာကိုတုံးပြီးနတ်ဆိုးလောကစီကိုထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်
ယူရီနက်ဆိုလောကကိုပြန်ရောက်လာတဲ့အခါလူချင်းအန်ကသူမရဲ့စွမ်းအင်တွေကိုတနာရီ15မိနစ်ခန့်အတွင်းမှာတင်အောင်မြင်ပြောင်းလဲပေးလိုက်ပါတယ်ဒါဟာကျင့်ကြံခြင်းလောကရဲ့နိယာမတွေကိုစန့်ကျင်ပြီးလှုပ်ဆောင်ပြလိုက်တာဖြစ်လို့အားလုံးမင်းသက်သွားရပါတယ်တစ်ဖက်မှာလည်းယူရီရဲ့မောင်ရွှန်ယူဟာလူချင်းအန်ရဲ့နောက်ခံသမိုင်းကြောင်းကိုစုံစမ်းရင်းနဲ့လူချင်းအန်ဟာတာမန်လူမဟုတ်ပဲတကဘာလုံးကကြောက်ရွံ့ရတဲ့ထာဝရရင်ဧကရစ်ကြီးဖြစ်နေတာကိုသိသွားပြီးတုံလှုပ်ခြောက်ခြားသွားပါတယ်ဒီအပိုင်းရဲ့အဆုံးမှာတော့လူချင်းအန်ဟာသူ့ရဲ့သမီးလေးတွေလေ့ကျင့်ဖို့အတွက်အချိန်စီးဆင်းမှုနှုန်းတကနေ300ရှိတဲ့နတ်ဆိုးမိုးကုတ်ကျောင်းတော်ကယတနာတစ်ခုအကြောင်းကိုစုံစမ်းသိရှိသွားပါတယ်တစ်ဖက်မှာလည်းနတ်လောကမှဇနီးဟောင်းဖြစ်သူကသူမရဲ့သားကိုလူချင်းအန်ထက်တာအောင်လေ့ကျင့်ခိုင်းဖို့ပြင်ဆင်နေပါတယ်ဒါပေမဲ့သူတို့မသိတာကလူချင်းအန်ဟာကဘာဦးကလေးကရှိနေခဲ့တဲ့အင်အားကြီးဆုံးပုဂ္ဂိုလ်ဖြစ်နေတာပါပဲ